မင်္ဂလာပါရှင်ခုတစ်ခါမှဆိုရင်တော့တင်ငယ်တောင်ကောင်ရဲ့ဆိုင်တိုင်းကြီးမှာရရှိနိုင်မယ်15ဘိတ်အပြည့်နဲ့ခတ်ပေးထားတဲ့လူငယ်ဆန်ပြီးဒီဇိုင်းလာတဲ့နဂတ်လေးနဲ့ဆွဲသီးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်နဂတ်လေးရဲ့ဈေးနှုန်းလေးကမမားတွေ15သိန်းဝန်းကျင်လေးပဲကြားသက်မှာဖြစ်ပြီးတော့ဆွဲသီးလေးကတော့10သိန်းဝန်းကျင်လေးပဲကြားသက်မှာပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ်ဒီဇိုင်းလေးကမမားတို့အွန်ဆောနဒွဲလေးနဲ့ဆွဲသီးလေးပဲဖြစ်ပါတယ်ရှင်နဒွဲလေးရဲ့ဈေးနှုန်းကတော့14သိန်းဝန်းကျင်ပဲကြားသက်မှာဖြစ်ပြီးတော့ဆွဲသီးလေးကတော့9သိန်းဝန်းကျင်လေးပဲကြားသက်မှာပဲဖြစ်ပါတယ်ရှင်ကဲနောက်ထပ်ဒီဇိုင်းလေးကမမားတို့ဒိုင်းမွန်ပုံစံပြောင်းလေးပဲဖြစ်ပါတယ်ရှင်။ဒါလေးကမမားတို့နဂတ်လေးကတော့15သိန်းဝန်းကျင်ပဲကြားသက်မှာဖြစ်ပြီးတော့ဆွဲသီးလေးကတော့12သိန်းဝန်းကျင်လေးပဲကြားသက်မှာပဲဖြစ်ပါတယ်ရှင်။ကဲနောက်ထပ်ဒီဇိုင်းလေးကမမားတို့ကလိုဘာလီလေးပဲဖြစ်ပါတယ်ရှင်။နဂတ်လေးကတော့17သိန်းဝန်းကျင်လေးပဲကြားသက်မှာဖြစ်ပြီးတော့ဆွဲသီးလေးကတော့9သိန်းဝန်းကျင်လေးပဲကြားသက်မှာပဲဖြစ်ပါတယ်ရှင်။ကဲနောက်ထပ်ဒီဇိုင်းလေးကတော့အရန်ဟိုမှာဆန်းပြီးတော့လှတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်။နဒွဲလေးရဲ့ဈေးနှုန်းကတော့17သိန်းဝန်းကျင်လောက်ပဲကြားသက်မှာဖြစ်ပြီးတော့လော်ကယ်လေးကတော့မမောက်10သိန်းဝန်းကျင်လေးပဲကြားသက်မှာပဲဖြစ်ပါတယ်ရှင်။